ချိန်တော့ငါကျွန်တော်အရန်ကိုယူဆိုင်တဲ့တစ်ချိန်တော့ငါကျွန်တော်အခုတော့နေတော့အရန်ကိုတောင်းအားခဲ့တဲ့တစ်ချိန်တော့ငါကျွန်တော်အခုဆိုတဲ့ခွဲကနာချင်